မင်းတို့မရနိုင်တဲ့ဘဝပါကွာလို့ကြွားကျင်လောက်ဖျားကောင်းတဲ့ဟစ်တန်လေးကိုပြမယ်ဒါကရေချိုးဝင်ကြီးကိုတရက်ကို900ပေါ့နော်အရင်တော့ဟိုဒါလေးက200ပဲရှိတယ်ဟုတ်ပါတယ်ဒီရေထွက်ကလေးကလေဒီအိမ်လေးကိုဖြတ်ပြီးတော့ဖြစ်ပေါ်နေတာရေပြအိုင်လေးပေါ့သူကအရင်ကဆို200ပဲပေးရတယ်အခုတော့900ရက်ကွက်ထဲကရေချိုးခံလေးဖို့ပြီးမယ်တီတီတို့လိုမြေပြန့်သူအတွက်ကတော့လုံးဝနက်ပြီလို့ပဲပေါ့နော်လုံးဝနက်ပြီရောက်သွားတဲ့အတိုင်းပဲလှပတဲ့ဒီလိုရေပြအိုင်ကြီးကိုဒီလောက်ဝင်ကြီးလေးနဲ့ဝင်ရတယ်ပြီးတော့ရေကလည်းအေးဖိတ်ပြီးတော့တန့်ရှင်းနေရမျိုးပေါ့နော်ဒီအသက်ဒီအရွယ်ဒီတစ်ခါမှမရဘူးတဲ့ဘဝမျိုးကိုဟိုပုံးသူဟိုပုံးသားတွေကတော့အိမ်မှာနေရင်းနဲ့အေးဖိဖိတိတ်တဖိတ်လေးပိုင်ဖိုင်းနေရတဲ့ဘဝမျိုးပေါ့တခုမြတ်တာရက်ခံချင်တာကဒီဖိုင်လေးကမဟုတ်ဘူးဒီအိမ်လေးကဖီးဝါပြစ်အိမ်လေးမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဒီနေရာလေးကိုရက်ကွက်သူရက်ကွက်သားတွေရွာသူရွာသားတွေအတွက်လည်းအဆင်ပြေသူတို့အတွက်လည်းဒီဟာပြောရမှာဆိုမုံမိုးလေးပဲရတာပေါ့နော်ပြီးတော့ဒီအိမ်မှာရှိတဲ့အဖွားကနေမကောင်းပါဘူးသူ့အတွက်ဖေးဖို့လေးပဲဖြစ်ဖြစ်ဒါအဆင်ပြေသွားတဲ့နေရာမျိုးလေးပေါ့နော်ပုံစံမျိုးလေးဆိုတော့ဈေးကလည်း900ပဲကောက်တာဆိုတော့အမိုက်တွေမပစ်ဖို့ဖီကန်ရှိဖို့နဲ့အရန်ဖူဖူညံ့ညံ့ကြီးမနေဖို့ကိုမေတ္တာရက်ခံချင်ပါတယ်အမှန်တိုင်းဝန်ခံရမယ်ဆိုရင်တော့တီတီကလေပြောတော့မပြောပြချင်ဘူးပေါ့နော်မတိသေးတဲ့လူတွေကိုလေဘာလို့လဲဆိုတော့ဒီလိုနေရာလေးတွေပျက်စီးသွားမှအရန်ဆိုးရိမ်နေဒါပေမဲ့လည်းဒီလိုတောင်ပေါ်မျိုးလေးမှာဒီလောက်ဈေးလေးနဲ့ဒီလိုကြီးတဘာဝပြီးဒီလိုအလှတရားရှိပါတယ်ငါတို့ပဲရနိုင်တဲ့ဘဝပါလို့အရန်ကိုကြွားချင်နေတဲ့ဖိတ်ကမနေနိုင်တဲ့အတွက်ကြောင့်မို့တီတီကပြောပြရခြင်းဖြစ်ပါတယ်ကဲဘလော်လေးရောဒါပါပဲရှင်ဖြည်းဖြည်းသွားကြပါအမိုက်မဖွားခဲ့နဲ့နော်